မင်္ဂလာပါဟဲ့ရွေဖီးအပိုင်းနဲ့မှာတော့ရွေမို့တရတန်နေအကြောင်းကိုပြောပြသွားမှာပါဟဲ့ရွေဖီးမှာရွေမို့အလုံးပေါင်း35ခုရှိပါတယ်အခုဒီဇာတ်ထဲမှာပြထားတာလေးတွေပါသူတို့ကတော့အင်္ဂလိပ်စလုံး vowel eiou လေးတွေနဲ့ကိုစားပြုထားတာရှိပါတယ်နောက်ကျန်တာလေးတွေကတော့နောက်ထပ်နှလုံးတွဲသုံးလုံးတွဲလေးတွေရှိပါမယ်အရင်ဆုံးအခုအနီရောင်ချဲထားတဲ့စလုံးလေးတွေရဲ့အတန်အတွက်ကိုအရင်ဆုံးပြောပြပါမယ်ပထမ row ပထမ column ကစလုံးလေးတွေပေါ့နော်အဲ့တော့ဒါကခုနကအနီရောင်ချဲထားတဲ့စလုံးလေးတွေပါအပေါ်ဆုံးကြောင်းလေးကနေစကြည့်လိုက်မယ်အာနာလို့ပဲဖြစ်ဖြစ်အာဆိုပြီးတော့អော်လိုက်တဲ့အတန်မျိုးလေးပါပဲ我နောက်တစ်ချောင်းလေးဆက်သွားလိုက်ပါမယ်တတိယမြောက်ကြောင်းလေးပေါ့နော် I A ow Oလေးချောင်းမြောက်လေးဆက်သွားပါမယ် N N အဲ့တော့ AN နဲ့ EN ကအတန်လေးကွာပါတယ် AN ကတော့ N ဆိုတော့ N တန်လိုမျိုးလေးနဲ့ဆုံးတာပေါ့နော်အခုနောက်တစ်ခုကကြတော့ ANG ang သူကတော့နောက်မှာ G လေးပါတဲ့ခါကျတော့လေချောင်းသက်လေးပါပါပဲမြန်မာလိုဆိုရင်တော့ငါလို့ဆိုလိုက်ရင်လေချောင်းကထွက်လာတဲ့အတန်မျိုးပေါ့နော်အဲ့တော့ ang အဲ့တော့ AN နဲ့ ANG ရဲ့အတန်ကွာတာလေးတစ်ချက်ကြည့်မယ်နော်နောက်ဆုံးက ENG EN နဲ့ ENG ကလည်းအဲ့လိုပါပဲ ENG လေးမှာကြတော့လေချောင်းသက်လေးပါပါမယ်
နောက်ဆုံးကျန်တဲ့နှလုံးလေးပေါ့နော်အောင်အခုဒီဇာတ်လေးကိုပြန်ကြည့်မယ်ဆိုရင်ပထမအပေါ်ဆုံးက row ရဲ့ရှေ့ဆုံးက column ရဲ့စလုံးလေးတွေကားစလုံးလေးတွေရဲ့အတန်အတွက်ကိုသိသွားပါပြီအဲ့တော့နောက်ကျန်တာလေးတွေကိုဆက်ကြည့်မယ်ပေါ့နော်အဲ့တော့ဒုတိယ column ကစလုံးလေးတွေကိုမှတ်ရလွယ်အောင်ပြောရမယ်ဆိုရင်ကအပေါ်ဆုံးက e i လေးနဲ့ဒီဘက်ကဘယ်ဘက်ကပထမ column ကစလုံးလေးပေါင်းတာလို့ပြောရင်ရပါတယ်အဲ့တော့အခုဒုတိယ column ကစလုံးလေးတွေအတန်ကိုထွက်ကြည့်အောင်E R ya E ye E ao yao IU လေးကကြတော့ E O ပါ IOU ကိုအလဲက O ကိုဖြောက်ပြီးတော့ရေးတာပါ IU လို့ပဲရေးရပါတယ် E O yo EN yen IN ကလည်း EN ပါအလဲက E ကိုဖြုတ်ရေးရပါတယ် EN yen EAng yang ING ကလည်း IENG ပါ EN ဒါပေမဲ့ E ကိုဖြုတ်ထားတယ် EN yin EON yong ဒါဆိုရင်ဒုတိယ column ကစလုံးလေးတွေသိသွားပါပြီနောက်တတိယ column ကလည်းအပေါ်ဆုံးက wu နဲ့ပထမ column ကစလုံးလေးတွေပေါင်းတာလို့ပြောလို့ရပါတယ်လွတ်နေတဲ့အကွက်လေးတွေကတော့ဒါမရှိတဲ့အတန်လေးတွေပါ wu a wa wu o wo wu i y wu a way ဒါကလည်း UEI မှာအလဲက E ကိုဖြုတ်ရပါတယ် wu a way wu n wen UN လေးကလည်းတူတူပါပဲ UN ကို UN ပဲရေးတာပါ wu n wen wu ang wang ပြီးရင်နောက်ဆုံး column ကလေးပေါ့နော် U နဲ့ပေါင်းမယ် U yue UN yuan အောက်ဆုံးကလည်း U ပေါ်မှာအဆက်လေးနဲ့ဆက် EN ဖြစ်မှာပေါ့နော်အလဲက E ကိုဖြုတ်ထားပါတယ် UN yuan အဲ့တော့နောက်တစ်ခါလောက်ထပ်ကြည့်လိုက်မယ်နော် E R ya E ye E ao yao E o yo EN yen EN yin EAng yang EN yin EON yong Wu a wa Wu o wo Wu I y Wu a way Wu n wen Wu n wen Wu ang wang Yu yue UN yuan UN yuan အဲ့တော့အတန်အတွက်လေးတွေပဲတစ်ခါကြည့်လိုက်မယ် ya ye yao yo yen yin yang yin yong wa wo wai wei wen wen wang yue yuan yun ဒါဆိုလို့ရှိရင်သရအတန်လေးအားလုံးရဲ့အတန်ကိုသိသွားပါပြီနောက်ပိုင်းလေးမှာတော့ရှမ်းပြောက်အတန်အနှိမ့်မြင့်ကြောင်းလေးကိုဆက်ပြောပြသွားမှာပါကျေးဇူးတင်ပါတယ်